ခါနာနေတဲ့သူတွေရှိပါသလားရှိလို့ရှိရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်လိုက်ပါအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့နေ့စဉ်ဘဝလှုပ်ရှားမှုပုံစံအမားတွေအကြောင်းဖြစ်တဲ့ဒူးနာခါနာခြေဖနှောက်နာပခုံးနာဇက်ကြောတက်စတဲ့ဝေဒနာတွေကိုသိပ္ပံနည်းကျလေ့ကျင့်ခန်းနည်းစနစ်များဖြင့်တက်တာပြောက်ကင်းအောင်ပြုလုပ်ပေးနေတဲ့ rehab trainer ပိုင်ဆိုးပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ပထမဆုံးကျွန်တော်တို့ရဲ့ကြောရိုးအစ်စ်ကလေးတွေကိုလှုပ်ရှားမှုပြန်လည်ကောင်းမွန်အောင်ဒီလေ့ကျင့်ခန်းလေးလုပ်ပါမယ်ခေါင်းလေးငုံနဲ့ခန္ဓာကိုယ်ကြီးကိုတွန်းတင်လိုက်မယ်ခါငယ်ပုံစံဖြစ်မယ်ပြီးရင်တစ်စစ်ချင်းလေးပဲကျွန်တော်ပြန်ဖိကြတယ်ပါတော့ပုံစံလေးပြန်ဖြစ်သွားမယ်နောက်ထပ်တစ်မျိုးသွားဖို့ကျွန်တော်တို့ဒီ yoga block တုံးလေးနေရာမှာကျွန်တော်အိမ်မှာရှိတဲ့ခွာကောင်းအသေးလေးပဲဖြစ်ဖြစ်စောင်းလေးပဲဖြစ်ဖြစ်ပေါ့နော်ထားလို့ရတယ်ဒီတိုင်းလေးခွာလိုက်မယ်ဒီကကျွန်တော်တို့ရဲ့ spine ကဖြောင်းနိုင်ဖြစ်ရမယ် back leg လေးကဒီပေါင်လေးကိုထိထားလိုက်မယ် so ဒီပုံစံလေးဖြစ်နေလိမ့်မယ်အဲ့မှာတစ်စင်းကျွန်တော်တို့ရင်ဘတ်လေးမှာဒီအပေါ်က leg လေးရင်ဘတ်လေးမှာကတ်တယ်လေရှူတယ်လေမုတ်ထုတ်ပြီးရင်ဘတ်လေးဖွင့်ဖို့ကြိုးစားမယ် yes ဒီလောက်လေးပဲပေါ့နော်သူသွားနိုင်တဲ့လောက်လေးပဲသွားပေးသေးလေရှူတယ်လေမုတ်ထုတ်တယ်ဒီတိုင်းလေးဖွင့်ပေးရလေးကိုကျွန်တော်10ချိန်သွားပါမယ်ဘယ်ရောညာအောင်လုပ်ပေးပါမယ်နောက်ဆုံးတစ်မျိုးကတော့တင်မကောတဲ့လေ့ကျင့်ခန်းလေးပါဒူကောင်းလေးပေးကြရင်လည်းတင်မလေးကိုပေါ်ကိုပင်တင်တယ်အတင်းဆုံးဆိုတဲ့နေရာရောက်ပြီဆိုရင်1000 2000 3000 4000 5000 and then relax ဒီလေ့ကျင့်ခန်းလေးကတကယ်ကိုခါနာနေတဲ့သူတွေအတွက်အရင်အကျိုးရှိစေမယ်လို့မျှော်လင့်ပါတယ်အကယ်၍မိတ်ဆွေကနာကျင်မှုကင်းပြီးကျန်းမာတန်ဆွမ်းတဲ့ခန္ဓာကိုယ်ကိုပြန်လည်ရယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ training session တွေကကျင့်တွက်ပါပဲ rehab training နဲ့ပတ်သက်ပြီးအသေးစိတ်သိရှိလိုပါက Telegram Viber နံပါတ်399699 866တို့အသေးစိတ်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ